ဘုရားရသော်ကတေချာတဲ့လမ်းလို့ဆိုပြီးတော့သတ်မှတ်ပေးထားတာနိဗ္ဗာန်ခရီးကိုရှောက်လန်းတဲ့ပုဂ္ဂိုလ်တွေမှာတေချာတဲ့လမ်းဆိုတာရှိတယ်အဲ့ဒါကိုစာပေမှာအပ္ပန္နကပฏิပဒါအင်္ဂုတ္တရနိကေမှာလည်းပါတယ်အပ္ပန္နကပฏิပဒါနိဗ္ဗာန်လမ်းမပေါ်တက်ပြီးတော့ဆိုလိုတာကတရားဥတရားမြတ်ကိုရခြင်းပြီသို့မဟုတ်တန်တရားခရီးမှာဖြောင်းတန်းတဲ့လမ်းကိုသွားခြင်းနဲ့ဆိုရင်အဲ့ဒီလမ်းကြောင်းဟာတခုတည်းသောလမ်းပဲအဲ့ဒီလမ်းကနေရှောင်လို့ဆိုအဲ့ဒီကျင့်စဉ်၃မျိုးကိုမြတ်စွာဘုရားကဟောထားတာရှိတယ်နံပါတ်၁ကဣန္ဒြိယတံဝရဣန္ဒြိယတံဝရဆိုတာဗမာလိုပြောတဲ့အခါကျတော့ဣန္ဒြေကိုစောင့်ထိန်ခြင်းလို့ဆိုအရာထဲမှာပြောနေတဲ့ဣန္ဒြေဒီလူကလည်းဣန္ဒြေမရှိလိုက်တာဆိုအဲ့ဒီဟာမျိုးနဲ့မဆိုင်ဘူးเนาะဣန္ဒြေထိမ့်သိမ့်နေဆိုတဲ့စကားလုံးကပါခတ္တိတိကြီးထိုင်နေတာကိုဣန္ဒြေလို့ပြောတာမဟုတ်ဘူးเนาะမျက်စိကမြင်ပြီးတော့အကုသိုလ်မဖြစ်အောင်ထိန်းတာကိုပြောတာနားကကြားပြီးတော့အကုသိုလ်မဖြစ်အောင်လောကမှာလူတွေလေးနေစဉ်နဲ့မျက်စိကမြင်ပြီးအကုသိုလ်ဖြစ်တယ်ကိုမကြိုက်တာမြင်ဒေါသဖြစ်တယ်ကြိုက်တာမြင်လောဘဖြစ်တယ်လောဘဒေါသမဖြစ်ဘာဖြစ်လာတော့ဆိုမောဟတွေဖြစ်နေတယ်ဟောအာယုံရဲ့သဘာဝကိုတတ်မှတ်ပိုင်းခြားနိုင်စွမ်းမရှိသည့်အတွက်ကြောင့်ထိုအာယုံပေါ်မှာနစ်မျောသွားလူတွေမျက်စိကမြင်လိုက်လို့ရှိရင်တာမန်ပုဂ္ဂိုလ်တွေကမျက်စိကမြင်လိုက်တဲ့အမြင်အာယုံပေါ်မှာအတွေးတွေဝင်လာပြီးလောဘဖြစ်တယ်ဒေါသဖြစ်တယ်မြင်ပြီဆိုရင်တွေးတော့တာပဲနောက်ကမြင်တဲ့အာယုံပေါ်မှာတွေးတယ်နောက်အကြားအာယုံပေါ်မှာလည်းတွေးတယ်နှာခေါင်းကအနံ့ရလို့ရှိရင်လည်းအနံ့ပေါ်မှာတွေးတယ်လျှာကအရသာကိုခံလို့ရှိရင်လည်းအရသာအာယုံကိုတွေးတယ်ခန္ဓာကိုယ်ကအထီးတွေးကိုလည်းတွေးတယ်စိတ်ထဲကအတွေးအာယုံကိုလည်းထပ်ဆင့်ပြီးတော့တွေးတယ်ဆိုအဲ့ဒီအပေါ်မှာလောဘမဖြစ်အောင်ထိန်းတာဒေါသမဖြစ်အောင်ထိန်းတာကိုဣန္ဒြေကိုထိန်းတယ်လို့ပြောတာအဲ့ဒီလမ်းကြောင်းမလျှောက်ဘဲနဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်မရောက်နိုင်ဘူးတဲ့ဒါလက်တွေ့ကျင့်သုံးရမယ့်ကိစ္စတစ်ခုနော်ဣန္ဒြိယတံဝရလို့ခေါ်စာပေအနေနဲ့ဣန္ဒြိယတံဝရဣန္ဒြိယဆိုတာဗမာလူကဘာသာမပြန်မှုဣန္ဒြေလို့ပဲပြန်လိုက်တယ်အတိတ်ပဲမပေါ်ဘူးဖြစ်တယ်ဣန္ဒြိယဆိုတာစိုးပိုင်မှုကိုပြောပိုင်စိုးမှုဘာကပိုင်စိုးတာလဲဆိုမျက်စိကအမြင်အာရုံကိုပိုင်စိုးထားတယ်နော်စက္ခုဝိညာဉ်စိတ်လေးစက္ခုံတရေဆိုတာဒီမျက်စိကိုပြောတယ်ဆိုပါစို့စက္ခုပတာရယုတ်ကလေးကိုပြောတာအဲ့ဒီစက္ခုပတာရယုတ်လေးကဖြစ်ပေါ်လာတဲ့စိတ်ကိုပိုင်စိုးတယ်ဘယ်လိုပိုင်စိုးတာတော့ဆိုလို့ရှိရင်မျက်လုံးကကြည်ရင်စိတ်ကကြည်တယ်မျက်လုံးကမကြည်ရင်အမြင်စိတ်ကလည်းမကြည်ဘူးဒီလိုဟာမျိုးကိုပြောလို့ဥပမာပဲဆိုတော့မှန်သည်အယိတ်ထင်တဲ့ရုပ်ပုံကိုပိုင်စိုးထားတယ်မှန်ကကြည်လို့ရှိရင်အယုတ်ဟာကြည်လင်ပြတ်သားတယ်မှန်မကြည်ရင်အယုတ်ကကြည်လင်ပြတ်သားမှုမရှိဘူးဆိုအဲ့ဒါ तू ကစိုးပိုင်ထားတာ तू ချုပ်ကင်ထားတယ်လို့ပြောတာအဲ့ဒါကိုဣန္ဒြေလို့ခေါ်တာနော်ဒီပြင်ဟာကိုခေါ်တာမဟုတ်ဘူးဣန္ဒြိယပစ္စယောဆိုတာလည်းအဲ့ဒီဟာကိုဆိုလို့တယ်သူဆိုင်ရာကိစ္စအမြင်ကိစ္စမှာမျက်စိကအဓိကဖြစ်တယ်မျက်စိမရှိရင်မမြင်ရတော့ဘူးဒါအမြင်ကိစ္စမှာမျက်စိကအဓိကအကြားကိစ္စမှာနားကအဓိကအနံ့ကိစ္စမှာနှာခေါင်းကအဓိကအရသာကိစ္စမှာလျှာကအဓိကအထီးတွေ့ကိစ္စမှာခန္ဓာကိုယ်ကအဓိကအတွေးကိစ္စမှာစိတ်ကအဓိကအဲ့ဒီအဓိကဖြစ်တဲ့မျက်စိနားနာလျှာကိုယ်စိတ်ဆိုတဲ့အဲ့ဒီဣန္ဒြေ၅ပါးဣန္ဒြေ6ပါးနဲ့ပတ်သက်ပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိန်းချုပ်မှုကိုဣန္ဒြိယတံဝရလို့ခေါ်တယ်ဒါကလေ့ကျင့်ပြီးတော့ယူရမှာ
လေ့ကျင့်ပြီးတော့ယူရလေ့ကျင့်တယ်ဆိုတဲ့သဘောကဆယ်ကမြင်တယ်ဆိုပါစို့မလေ့ကျင့်တဲ့ပုဂ္ဂိုလ်ကဆယ်ကမြင်ဆယ်ကလုံးလောဘဖြစ်ရင်ဖြစ်မယ်ဒေါသဖြစ်ရင်ဖြစ်မယ်မလေ့ကျင့်ဟောလေ့ကျင့်လိုက်တဲ့ပုဂ္ဂိုလ်ကဆယ်ကမြင်တဲ့အထဲမှာသူ့မှာကိုးကံတော့ပဲတတိလွတ်ပြီးတော့လောဘဒေါသဖြစ်တစ်ချိန်တော့ကောင်းသွားအတိတဲ့ပူလေ့ကျင့်လိုက်လို့ရှိရင်နှစ်ခါကလောဘဒေါသမဖြစ်ဘူးရှစ်ခါလောက်ပဲဖြစ်မယ်တဖြည်းဖြည်းလေ့ကျင့်သွားတဲ့အခါကျတော့လောဘဒေါသမဖြစ်တဲ့အချိန်တွေကများလာပြီးတော့ဖြစ်တဲ့အချိန်ကနည်းနည်းသွားတာဒါလေ့ကျင့်တာလို့ခေါ်ဘာဝနာဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒါပြောဘာဝနာဆိုတာဖြစ်စေတဲ့ပွားအောင်လုပ်တယ်အဲ့ဒီနှစ်ခုမြတ်စွာဘုရားတို့လိုကြတော့အဆင့်အမြင့်ဆုံးပါဖက်ဖြစ်သွားပြီဆိုတဲ့အခါကျတော့မျက်စိကမြင်လဲကောင်းတာမြင်လို့လဲလောဘမဖြစ်တော့ဘူးမကောင်းတာမြင်လို့လဲဒေါသမဖြစ်တော့ဘူးဘာကြောင့်မဖြစ်တော့သလဲဆိုရင်အာယုံပေါ်မှာအတွေးနဲ့အာယုံတွေကိုမြတ်စွာဘုရားရှင်းရှင်းလင်းလင်းသိပြီးသားဖြစ်သွားတယ်ပိုင်းခြားသိပြီးသားဖြစ်သွားပုထုဇဉ်တွေကြတော့မသိတော့အာယုံပေါ်မှာနစ်မျောသွားတယ်စိတ်ကမျောသွားပြီးတော့အတွေးတွေပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်လာတာအဲ့တော့မြတ်စွာဘုရားကျတော့အဲ့ဒီအာယုံကိုပိုင်းခြားကြာကြာနာနာသိထားပြီးဖြစ်သည့်အတွက်ကြောင့်ဘာဆိုတာသိထားပြီးဖြစ်သည့်အတွက်ကြောင့်လောဘဖြစ်เสียအကြောင်းမရှိတော့ဒေါသဖြစ်เสียဒါကအပြင်ဘက်ကအတွင်းဘက်ကနေလို့ရှိရင်လောဘဒေါသကောဖြစ်เสียအနုတ္တရဓာတ်အနေနဲ့ကိုလုံးဝမရှိတော့ဘူးအတွင်းစိတ်မှာလည်းပဲထိခိုက်เสียမရှိတော့ဘူးအပြင်ငါကိုလည်းရှင်းရှင်းလင်းလင်းသိထားတယ်နှစ်ခုဘုန်းကြီးတို့တွေကြတော့အပြင်ကိုလည်းရှင်းရှင်းလင်းလင်းမသိဘူးအတွင်းကလည်းရှုပ်နေတယ်အပြင်ကလည်းမရှင်းဘူးအတွင်းလည်းမရှင်းဘူးဆိုတော့မိထပွက်တာပေါ့လောဘဆိုရယ်မိပွက်လိုက်ဒေါသဆိုရယ်မိပွက်လိုက်တယ်ဒီလိုနေတာပေါ့အဲ့ဒါဣန္ဒြိယတံဝရလို့ခေါ်တယ်ဣန္ဒြိယတံဝရဣန္ဒြေကိုစောင့်စည်းနိုင်ပြီလောဘဒေါသမောဟအကုသိုလ်မဖြစ်အောင်ထိမ့်သိမ့်နိုင်ပြီဆိုရင်ဒါမှန်ကန်တဲ့လမ်းတစ်ခုကိုရှောက်နေတာနောက်တစ်ခုကဘောဇနိမတ္တိညုတဘောဇနိမတ္တိညုတလူတွေဆိုတာအသက်ရှင်ဖို့အတွက်အာဟာရမပြတ်စားသုံးနေကြရ